Jake Polo ခေါ်တဲ့ပုံကိုတယောက်ရှိတယ်သူက 3.2 million followers ရှိတယ်ပေါ့နော် TikTok ဆိုတော့ TikTok ကပေါ့ဗျာ social influencer ဖြစ်တယ်သူနဲ့အတူပါလာတာဥမာ30 round လို့ခေါ်တဲ့တယောက်ပါလာတယ်နောက် Pinky ဆိုတဲ့တယောက်ပါလာတယ်ဆိုတော့သူတို့3ယောက်ကကျွန်တော်တို့ဒီချီးမွမ်းနေတဲ့ကိုယ်ကလေးရဲ့ချိန်မှာပဲရောက်လာတယ်တကယ်တော့သူတို့ရောက်လာတာကောင်းတဲ့ရည်ရွယ်ချက်နဲ့ရောက်လာတာတော့မဟုတ်ဘူးပျော်ဖို့ရောက်လာတာဒီကောင်တွေပါတယ်ပေါ့နော်ရှောက်ပြီးတော့မှကျွန်တော်တို့စရင်းနဲ့တောက်ရင်းနဲ့နောက်ပြောင်ရင်းနဲ့ပျော်ဖို့ရောက်လာတာဒါနဲ့ကျွန်တော်ချီးမွမ်းနေတဲ့တခြင်းတွေကိုသူတို့ကြားတဲ့အခါမှာဒါ church ကပဲသူတို့ဘုရားကိုချီးမွမ်းနေတာဆိုတော့အရင်နောင်တရောက်သွားပြီးတော့မှသူတို့ရဲ့ဒီ30 round ဆိုတဲ့ကလည်းစက်တက်ရိုက်သွားတာပေါ့နော်သူရိုက်တဲ့ထဲမှာလည်းပါတယ်အဲ့ video clip ထဲမှာလည်းတွေ့တယ်ဆိုတော့ तू ကဘာပြောလဲဆိုငါရန်နောင်တရတယ်တဲ့ဘုရားကငါတယောမိပြီဆိုတော့တခါတည်းဒူးတော့ပြီးတော့ဘုရားကို तू တောင်းပန်တယ်ငါ့ကိုဘုရားသခင် forgive ခွင့်လို့မှာပါနော်ဆိုတော့သူတကယ်ချင်းလည်းပြောတယ်အဲ့နဲ့သူတကယ်ချင်းသူပြန်ပြောရင်းနဲ့ဘုရားသခင်ကခွင့်လွတ်နိုင်တဲ့အရှင်ပဲငါ့ကိုခွင့်လွတ်ပါပါဆိုတော့ပြန်ပြီးတော့မှ तू နောင်တရတဲ့အကြောင်းလေးတင်ထားတာ video clip တွေတွေ့ရပါတယ်ဆိုတော့ပြောချင်တာကဘုရားသခင်ကဘယ်လိုပဲဖြစ်သူတို့ကိုစကားပြောတယ်ပြန်ပြီးတော့မှနောင်တရတယ်ဆိုရတယ်မြင်တွေ့ရတယ်နောက်